ဂျပန်နိုင်ငံ၏အဖြစ်မရသေးသောကြောက်တုံးလျှို့ဝှက်ချက်ဂျပန်နိုင်ငံနာရာစီရင်စုအယူခဲရွာအနီးရှိတောင်ကုန်းတစ်ခုပေါ်တွင်ယနေ့တိုင်သိပ္ပံပညာရှင်များကိုအံ့အားသင့်စေသောကြောက်တုံးကြီးတစ်ခုတည်ရှိနေပါသည်။ရင်းကို Mansudan Norway ဟုခေါ်ကြပြီးအဓိပ္ပာယ်မှာ Mansu ကြောက်သင်္ဘောဖြစ်ပါတယ်။ဒီကြောက်တုံးကြီးဟာအလေးချိန်တန်ချိန်800ခန့်ရှိပြီးအရှည်7မီတာအကျယ်8မီတာနဲ့အမြင့်4.5မီတာခန့်ရှိပါတယ်။ထို့သို့ကြီးမားလာတဲ့ကြောက်တုံးပေါ်မှာထူးခြားစွာထွန်းထူးထားတဲ့စတုရန်ပုံပေါက်2ပေါက်ကိုလည်းတွေ့မြင်နိုင်ပါတယ်။အပေါက်တစ်ပေါက်စီဟာ1မီတာခန့်နှက်ဆိုင်ပြီးကြောက်တုံးရဲ့အပေါ်မျက်နှာပြင်ကိုဓာတ်ရိုက်ထိုးဖောက်ထားပါတယ်။ဒါပေမဲ့အဆိုပါပေါက်တွေကိုဘာရည်ရွယ်ချက်နဲ့ပြုလုပ်ထားတယ်ဆိုတာကိုယနေ့ထိဘယ်သူမှသေချာမသိနိုင်သေးပါဘူး။ပို၍စိတ်ဝင်စားဖို့ကောင်းတာကတော့ဒီကြောက်တုံးကိုဘယ်သူတွေထွန်းထူးခဲ့တယ်လဲဘယ်အချိန်ကဖန်တီးခဲ့တယ်လဲဆိုတာကိုလည်းအတိအကျမသိရသေးခြင်းပါပဲ။အရှုခေဒေတာဟာဂျပန်နိုင်ငံရဲ့နိုင်ငံရေးနဲ့ယဉ်ကျေးမှုဗဟိုချက်ဖြစ်ခဲ့မှုတဲ့နေရာတစ်ခုဖြစ်ပြီး6ရာစုနောက်ပိုင်းမှာ8ရာစုအစောပိုင်းထိအရေးပါခဲ့ပါတယ်။ယနေ့အချိန်မှာတော့အရှုခဒေတာတစ်ဝိုက်တွင်လျှို့ဝှက်စမ်းကြဲသောကြောက်ထွင်းပစ္စည်းအများအပြားကိုတွေ့ရှိနိုင်ပြီးရင်းတို့အနက်20ကျော်ခန့်မှာမူလအစနှင့်ရည်ရွယ်ချက်ကိုမဖော်ထုတ်နိုင်သေးပါဘူး။သို့သောထိုအရာများအနက် Mansudan Norway သည်အကြီးမားဆုံးနှင့်အထူးခြားဆုံးဖြစ်ပါတယ်။ဒီကြောက်တုံးကြီးရဲ့ပုံသဏ္ဍာန်ဟာဂျပန်နိုင်ငံမှာတွေ့ရလေ့ရှိတဲ့ဗုဒ္ဓဘာသာဘုရားကျောင်းများရှင်တို့ဘာသာရေးအဆောက်အအုံများသို့မဟုတ်အဖန်ခေတ်သင်္ချိုင်းပိတုကာများနဲ့လည်းမတူညီပါဘူး။ပြင်းဟာတောင်ဆောင်တစ်ခုပေါ်တွင်တစ်စိတ်တစ်ပိုင်းမြုပ်နှံထားသလိုတည်ရှိနေပြီးရာစုနှစ်များစွာကြာအောင်ထိုနေရာတွင်ရပ်တည်နေခဲ့ပုံရပါတယ်။ဒီကြောက်တုံးရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးသုတေသီများက theory မျိုးမျိုးထုတ်ဖော်ထားကြပါတယ်။အကျော်ကြားဆုံး theory တစ်ခုအရရင်းကိုနက်ခတ်ပေတင်လေ့လာရေးစင်တစ်ခုအဖြစ်အသုံးပြုခဲ့နိုင်ကြောင်းယူဆကြပါတယ်။ကြောက်တုံးပေါ်ရှိစတုရန်ပေါက်2ပေါက်ဟာနေနှင့်ကျဲများ၏ရွေးရှားမှုကိုစောင့်ကြည့်နိုင်ရန်ပြုလုပ်ထားသောမြင်ကွင်းပေါက်များဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။အခြား theory တစ်ခုကတော့ယခုအခါပျောက်ကွယ်သွားပြီဖြစ်သောအဆောက်အအုံတစ်ခု၏အခြေခံကြောက်တုံးဖြစ်နိုင်ကြောင်းဖော်ပြပါတယ်။တချို့ကလည်းဒီကြောက်တုံးဟာမပြီးဆုံးသေးတဲ့ဆောက်လုပ်ရေးစီမံကိန်းတစ်ခုရဲ့အစိတ်ပိုင်းသာဖြစ်ပြီးတည်ယူပို့ဆောင်ရန်ခက်ခဲလွန်းသောသဖြင့်အလုပ်ကိုရပ်တန့်ခဲ့ရတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ထို့အပြင်ကြောက်တုံးကိုထွန်းထူးရာတွင်အသုံးပြုခဲ့သောကြောက်မျိုးစားသည့်အနီးပတ်ဝန်းကျင်တွင်မတွေ့ရသောကြောင့်တခြားတစ်နေရာမှတည်ဆောင်လာခဲ့ရဖွယ်ရှိပါတယ်။တန်ချိန်800ခန့်ရှိသောကြောက်တုံးကြီးကိုရှေးခေတ်လူသားများကဘယ်လိုနည်းလမ်းဖြင့်ဒီတောင်ကုန်းပေါ်သို့ရွှေ့ပြောင်းခဲ့ကြတယ်လဲဆိုတာကလည်းယနေ့အထိအဖြေမရသေးတဲ့မေးခွန်းတစ်ခုဖြစ်နေစေပါ။ရာစုနှစ်များစွာကြာပြီးနောက်ယနေ့အချိန်ထိ Mansudan Norway ဟာမပျက်စီးပဲတည်ရှိနေစေဖြစ်ပြီးဂျပန်နိုင်ငံ၏အကြီးမားဆုံးရှေးဟောင်းလျှို့ဝှက်ချက်များထဲမှတစ်ခုအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ဒီကြောက်တုံးကြီးရဲ့အမှန်တကယ်ရည်ရွယ်ချက်ကိုတနေ့နေ့မှာဖော်ထုတ်နိုင်မလားဒါမှမဟုတ်တမိုင်းရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပဲထာဝရကျန်ရှိနေမလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။